ဒီနေ့ဖတ်ပြမယ့်ပုံမြင်လေးရဲ့ခေါင်းစဉ်ကတော့တပားသူပေါ်အကူအညီပြုမှုပဲဖြစ်ပါတယ်။တခါကဆင်းရဲတဲ့မိသားစုကလူငယ်လေးတယောက်ရှိရတဲ့ကွယ်။ဒီနေ့မှာသူဟာတအုပ်ကိုဖြတ်ပြီးတစ်တူတဆရဲတဲဆောင်လာတာပေါ့။အဲဒီမှာသူဟာအရန်စားလောင်နေပုံရတဲ့အဖိုးတယောက်ကိုတွေ့လိုက်ရတယ်။လူငယ်လေးဟာအဖိုးကိုအစားအစာပေးခြင်းမဲ့သူ့အတွက်တောင်းမှအစားအစာမရှိဘူးတဲ့။ဒါနဲ့သူဟာသူ့ရဲ့လမ်းတိုင်းဆက်လာခဲ့လိုက်တော့တယ်။နောက်တော့လမ်းမှာအရန်ရင်ငတ်နေပုံရတဲ့သမင်လေးတစ်ကောင်ကိုတွေ့ရတယ်တဲ့။သူကသမင်လေးကိုရေးတိုက်ချင်ပေမဲ့သူ့အတွက်လည်းရေးမရှိဘူးတဲ့။အဲ့ဒါနဲ့သူဟာသူ့လမ်းအတိုင်းဆက်လာလိုက်ပြန်တယ်။အဲဒီနောက်မှာသူဟာတဲထုတ်ဖို့တစ်လွန်နေတဲ့လူကြီးတယောက်ကိုတွေ့ပြန်တဲ့။သူဟာလူကြီးရဲ့အခက်အခဲကိုမေးမြန်းပြီးတော့သူ့မှာရှိနေတဲ့တစ်သားတချို့ကိုပေးလိုက်တယ်ကွယ်။အဲဒီအတွက်ကြောင့်နဲ့လူကြီးကအစားအစာနဲ့ရေကိုလူငယ်လေးကိုပြန်ပေးလိုက်တယ်တဲ့။ဒါနဲ့သူဟာသူတွေ့ခဲ့တဲ့အဖိုးစီပြန်သွားလိုက်ပြီးစားအစာချို့ကိုမျှဝေလိုက်တယ်တဲ့။ကြအပြင်လမ်းမှာတွေ့ခဲ့တဲ့သမင်လေးကိုလည်းတောက်ရည်သွားပေးလိုက်ပြန်တယ်။အဲဒီတော့အဖိုးနဲ့သမင်လေးဟာတော်တော်လေးပျော်ရွှင်သွားတော့တာပေါ့။ဒါမဲ့ဒီနေ့မှာလူငယ်လေးဟာတောင်ကုန်းတစ်ခုပေါ်ကနေပြုတ်ကျသွားတယ်တဲ့။သူဟာနာကျင်လွန်းတာကြောင့်လှုပ်တောင်မလှုပ်နိုင်တော့ဘူးတဲ့ကွယ်။ပြီးတော့အဲ့ဒီအနားမှာသူ့ကိုကူညီနိုင်မဲ့သူလည်းဘယ်သူမှမရှိနေဘူးတဲ့။အဲ့ဒီအချိန်မှာသူကူညီခဲ့တဲ့အဖိုးအိုကလူငယ်လေးကိုမြင်သွားတော့တာပေါ့။သူကလူငယ်လေးနားမြန်ရောက်လာပြီးတောင်ကုန်းပေါ်ကိုကူညီပြီးဆွဲတင်လိုက်တော့တယ်။လူငယ်လေးဟာခြေထောက်မှာဒဏ်ရာတွေအများကြီးရသွားတာပေါ့။အဲဒီမှာသူရေးတိုက်ခဲ့တဲ့သမင်လေးကလူငယ်လေးဒဏ်ရာရတာကိုတွေ့သွားတော့တောထဲကိုပြေးဝင်သွားပြီးဆေးဘက်ဝင်အရွက်တွေယူလာပေးတော့တယ်တဲ့။နောက်တော့လူငယ်လေးကဒဏ်ရာသက်သာလာတာပေါ့။သူတို့အားလုံးဟာတူဦးကိုတူဦးကူညီလိုက်နိုင်လို့ဝမ်းမြောက်ဝမ်းသာနဲ့ပျော်ရွှင်သွားကြတော့တာပေါ့ကွယ်။ဒီပုံမြင်လေးကပြောတဲ့သတင်းစကားကတော့တပားသူကိုကူညီမှုပေးရာကနေမိမိကိုယ်တိုင်လည်းအကူအညီရလာပါလိမ့်မယ်တဲ့။မိမိပြုလိုက်တဲ့ကူညီမှုဟာတစ်ချိန်ချင်းကိုလိုအပ်ဆုံးဖြစ်တဲ့အချိန်မှာမိမိထံပုံစံတစ်မျိုးမျိုးနဲ့ပြန်လည်ရောက်ရှိလာမှာဖြစ်တယ်လို့ကိုမချင်မဲ့တဲ့ပုံစံနဲ့လဲတပားသူထံကရိုင်းပင်းကျင်နာမှုပြန်လည်လက်ခံရရှိပါလိမ့်မယ်တဲ့။ကောင်းသောနေ့လေးဖြစ်ပါစေ။